Hello ဒီနေ့ကတော့နူးညက်အစ်ဆက်ပြီးတော့ရှာပေါ်မှာတင်လိုက်တာနဲ့အရေးပြောသွားမယ်စနိုးပူတွေးလေးကိုလုပ်ပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့မြန်မာဟင်းချက်နည်းတွေနဲ့မုတ်လုံနည်းတွေကိုလေ့လာခြင်းနဲ့ဆိုရင်တော့ channel ကို subscribe လုပ်ခဲ့ဖို့တော့မမေ့နဲ့နော်အနုတလီတာလေးကိုစာလေးနည်းနည်းလေးထည့်ပါမယ်ပြီးရင်တော့အချိုကြိုက်တယ်ဆိုရင်တော့နှုတ်စီလေးကိုမြများလေးထည့်ပါမယ်ဒီမုတ်ရဲ့အသက်ဖြစ်တဲ့ပြောင်းကော်မုတ်လေးကို3ဆိုးလောက်ထည့်လိုက်ပါမယ်။ပြောင်းကော်မုတ်တွေကကြတော့ထည့်ပြီးတာနဲ့ချက်ချင်းမွေရမယ်ဘောနော်မမွေဘူးဆိုရင်သူကအောက်မှာကတ်သွားတက်လို့ပါ။ပြီးရင်တော့တကြားကိုလည်း3-4ဆိုးလောက်ထည့်လိုက်ပါမယ်။ကိုကအချွတ်ကြိုက်တယ်ဆိုရင်တော့များလေးထည့်ပေါ့နော်။ဒီပုံမှန်လေးပဲစားချင်တယ်ဆိုရင်တော့ဒါနည်းနည်းလေး3ဆိုးလောက်ထည့်ရင်ရပါတယ်။ပြီးရင်တော့သူ့ကိုတေချာလေးမွေရပါမယ်အားလုံးအရေးပြောသွားတဲ့အထိပေါ့နော်ပြီးရင်တော့အိုးပေါ်မှာထားပြီးတော့အဆက်မပြတ်မွေထားရပါမယ်စိတ်တော့တော်တော်လေးရှည်ရတယ်ပေါ့နော်အဆက်မပြတ်မွေလာတော့ကြာလာတာနဲ့အများသူကတဖြည်းဖြည်းနဲ့ပြစ်ပြစ်လာပါတယ်lúc đầuမလုပ်ရသေးဒီအဆက်မှလေးတော်တော်လေးကိုအနှံ့လေးရတယ်မွေပြီးတော့အခုချင်းကိုစားချင်စရာလေးဖြစ်နေပါပြီအခုလိုမျိုးပြထားတဲ့အတိုင်းဒီနွားနို့တွေကမုတ်အနစ်လိုမျိုးပြစ်ကလေးဖြစ်လာပြီဆိုရင်တော့ချလို့ရပြီပေါ့နော်ကိုကတော့နည်းနည်းလေးပြစ်ကလေးလုပ်လိုက်ပြီနော်ပုံမှန်ဆိုရင်တော့သူကဒီခွတ်တို့လင်ပန်းတို့မှထည့်ရတယ်ပေါ့ညီမမှာတော့လင်ပန်းတွေမရှိတဲ့အတွက်ကြောင့်မလို့ရှိတဲ့ခွတ်မှာပဲစီလေးတုပ်ပြီးတော့ဒီအခုနကဟာလေးကိုထည့်လိုက်ပြီပေါ့နော်အလုပ်ပြီးသွားပြီဆိုရင်တော့ရေခဲတတာမှာဒီ3နာရီလောက်ဒါလေးကိုအေးခတ်ထားပြီပေါ့နော်ပေါ်ကဟာလေးတွေလည်းအခုလိုမျိုးလေးဖြစ်အောင်ခါလေးလုပ်ရပြီပေါ့နော်အဲ့ဒါမှလာမှာပေါ့နော်ပုံမှန်ဆိုရင်ဒီချက်နည်းနည်းလေးပြင်ပို့ပြီးတော့အဆင်ပြေတယ်ညီမကျတော့နည်းနည်းလေးကျဲသွားတယ်ပေါ့နော်ဒါကြောင့်ဖြတ်တဲ့အချိန်မှာကျတော့နည်းနည်းလေးတစ်ခါရုံတယ်ပေါ့နော်ပုံမှန်ဆိုရင်တချို့လူတွေကဒီအုံသီးအချောက်မုတ်ကိုအလွယ်တကူသုံးကြပေါ့နော်ညီမကျတော့အုံသီးအချောက်ကိုသဘောမကျလို့တိတ်ပြီးတော့လည်းမကြိုက်တဲ့အတွက်ကြောင့်အုံသီးအစစ်ကိုပဲအခုလိုမျိုးချက်လိုက်ပါတယ်3နိုင်လောက်ကြာသွားပြီဆိုရင်ခဲသွားပါပြီအေးခံရတာပေါ့နော်အရင်ကြီးခဲစရာတော့မလိုပါဘူးအခုညီမဟာလည်းခုနပြောတဲ့အတိုင်းနည်းနည်းလေးချဲသွားတဲ့အတွက်ကြောင့်ပြောချတော့နည်းနည်းဟိုပျော့သွားတယ်ပေါ့နော်ဒါပေမဲ့လည်းစားလို့အဆင်ပြေပါတယ်ပုံမှန်ဆိုရင်တော့အဆင်ပြေသလိုဒီလိုမျိုးကြောက်ကြောဒီဇိုင်းတွေပါဒီဟိုခွဲလဲရတယ်ပေါ့နော်ဒါပေမဲ့ညီမကတော့ဘောပပစားမှာမလို့ဒီလိုမျိုး4000လေးပဲခွဲလိုက်ပါတယ်ဒီချိုပွဲကကြတော့ဖုန်ကြီးတွေအတွက်ဆိုရင်လည်းစူးကပ်မယ်ဆိုရင်အရန်ကိုအဆင်ပြေတဲ့ဒီချိုပွဲတစ်ခုဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့သူကရှာပေါ်မှာတင်လိုက်တာနဲ့လုံးဝအရင်ပျော်သွားတာပေါ့နော်။အရန်ကိုအရသာရှိတယ်။စားလို့လည်းအရန်ကောင်းတဲ့အချိုပွဲလေးပါ။နွားနို့တွေပါတဲ့အတွက်ဒီကလေးတွေရောလူကြီးတွေရောအကြိုက်တွေးစေမှာပါ။ပြီးရင်တော့ခုနကချက်ထားတဲ့အုံသီးတွေပေါ်မှာဒီအလုံးလေးတွေကိုဒီအုံသီးတွေနဲ့လိတ်လိုက်မယ်ပေါ့နော်ပြန်ပြီးတော့လွယ်ရဲ့အကြကြောင့်မျိုးအိမ်မှာရှိတဲ့လူကြီးနဲ့ကလေးတွေကိုလှုပ်ကြွေးကြည့်လို့ရပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် like and subscribe လုပ်ခဲ့ဖို့တော့မမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်